အားလုံးကကျွန်တော်ဂျေတီရဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာတော့ပောက်ပြာကိန်းဆောင်းရပြပါတယ်ကျွန်တော်ဒီနေ့ဘာကိန်းလဲဆိုကျွန်တော်မျိုးကကျွန်တော်ခေါ်ပြီးတယ်နောက်ကျောင်းကဒါနဲ့တွေ့လို့ရှိပါတယ်ဒီvideo ကိုကျွန်တော်ဘာကိန်းလဲဆိုတော့ကျွန်တော်ကိုမြကြည့်ပြီးမှကျွန်တော် channel ကို subscribe လုပ်ရအောင်ဒီ channel ကို subscribe လုပ်ကဲဒါဆိုစလိုက်ရအောင်ကျွန်တော်ဗီဒီယိုကတော့ရှင်းမယ်ထင်ပါတယ်စပြီအဲ့တော့ကျွန်တော်ကြော်ကြီးရဲ့ဘွားစကြောင်းနေပြီကျွန်တော်လာမှာဖြစ်ပါတယ်နောက်ကျောင်းနေလာမယ့်တွေ့ရပြီးတော့ကျွန်တော်ပြောတယ်ဒီတော့ဒီတော့ဒီကတော့ကျောင်းလာတယ်မောင်ကျိုးကြီးအဆိုရင်ကျွန်တော်တို့နောက်ကျောင်းကိုဓာတ်နေတွေ့ရင်ဆောင်းရဲတော်ရဲ့လူတယောက်ပြပါဒါကြောင့်မို့လို့သူကငင်းနေစော်ပြစ်ခံရဒါကြောင့်မို့သူကနောက်ကျောင်းကိုပဲဓာတ်နေလာတကယ်တော့သူကတစ္ဆာပေါက်တဲ့နောက်ကျောကိုဒါနဲ့သူရဲ့လူပြောင်းတယ်သူကတငယ်ချင်းကောင်းတယောက်သူကကြီးစားပြီးတဲ့ဓမ္မတယောက်နောက်ကျောသားနဲ့သူရဲ့ဘဝစကြောင်းပြောရရမယ်ဆိုသူကငနေတုန်းကအဲ့လိုပါဆိုရင်သူကငနေတုန်းကအစားစရာမရှိတော့ဘူးအဲ့ဒီမှာပဲသူဂန်းစားတယောက်ကသူဘာကြီးတော့ပြောတယ်ရောငါးစီကအလုပ်လုပ်နေတာမင်းကတနေ့ကိုတန်း300ပေးနေတယ်ပြောပါသူကလေချစ်ချင်းကိုလက်ခံလိုက်တာတိတ်ကြပြီကျွန်တော် easy ပဲလူတက်တဲ့ညမှာစောင်းရတော့ကျွန်တော်ညီတော့ရစ်စက်ခဲ့ရလို့ပြောပါအချိန်မှာပဲပြောစပြီးတော့ဒီတန်မာဖြစ်ပါတယ်အဲ့ဒါပဲကျွန်တော်နောက်ကျောသားနဲ့ထိုးရဲဆိုနာမည်ကြီးရနာမည်ကြီးလာပြီဒီနာမည်ကသူကမောင်ကျော်ကြီးကားတဲ့မှာဆိုဘောယူခံလိုက်တာသူကအဲ့ရနေစာပြီးတော့ဘွားတဲ့ကောင်ကအဲ့ရနေစာပြီးတော့သူကကြီးကားပြည်လုံးလုံးဝဖြစ်တာနောက်ကြတော့သူလုတ်ကြံပြီးတော့သူဖြစ်ပြီးရသူကသူအတိတ်နေရကျွန်တော်ခုလိုမျိုးဘွားပြင်ရောက်သွားတယ်အဲ့လိုသူကန်ကြီးသားမလို့သူကတော့သူ့ကိုထုတ်တိုင်းနေစားချင်တယ်ဒီနေရာနေတယ်တူတော့ဒီကြောက်ရအောင်ရဒီကောင်ကဆွမ်းနေတယ်နောက်တော့တိုင်းဒီတော့ဒီလေစီရနေထူတာတော့အကြားတော့စီရနေတူနောက်ကျောကနေထူတာမလုပ်တယ်ဒါနဲ့ကောင်တို့ရလောက်တယ်ပတ်စံရဘူးဆိုဘာမှမဆိုလုပ်တဲ့ကောင်ဆိုတာဒါမျိုးကြီးကစပချက်ကစီဒါလေးဒီတော့ရအောင်ပြီဖီးရတာဒါလေးနဲ့ချိန်ရတာဒါစီမောင်ကျိုးရဟာဟိုမှာဓာတ်ဖို့ကောင်းကြီးနဲ့ငါ့ကိုအရေးဆိုင်မှာစော်လေးကိုခွန်ကြောင်းတာရှစ်ခွဲဝိုင်းကောင်းကြီးပြီးတော့ပါတော့ညောင်းကောင်းကြီးကအရှစ်ခွဲကြတယ်အဲ့ဒါပဲကျွန်တော်နောက်တိမ်ကိုတွားမှဖြစ်ပါတယ်။နောက်မှာလာရှင်ရဲတယ်လို့နောက်တိမ်တွားမှဖြစ်။အခုကျွန်တော်တော့ပါပဲဆရာကြီးကနေနားမှာပုံမှာအဲ့လေဒီရှော့ရမှာလေတော့ဒီကျွန်တော်ပြောတယ်ကျွန်တော်စောင်းကျွမ်းနေဆိုတာရိုင်းနေတာကြီးပါတော့တောင်းရတယ်အားပါအစ900အောင်ကျုံနေပြီအခုမှကြည့်special no 1 2 3 okay ခုကျွန်တော်ဒီထားပဲပြင်ရပါတယ်မကြည့်တော့ဘာကျွန်တော်ဟာ MND နဲ့ကွာဒီဆိုင်မှာစစ်ကြည့်မရအောင်ရ
ရေခဲသားလေးတစ်လက်လောက်ရှိရင်ရပြီငါတို့ကလူထပ်ဖို့ကဟွာခွာနေတော့ရသွားကြထူးတယ်နေတော့တက်နိုင်တယ်ဒီတော့ကြိုးထူးတဲ့တစ်လက်ခင်းနေတော့တက်နိုင်ပြီဒီလိုကျွန်တော်လူတက်တာဆိုအစီပဲကျွန်တော်ပြောဒီလားမောင်ချိုကြီးတွေကလူတက်တာဆိုအစီတက်တာတော့တင်းစားရတယ်တင်းစားတော့ဒီပိုခေဦးမယ်သူကပြောတယ်နင်ဂျာကြီးကနင်ဂျာကြီးချီမတီးရေမင်းငါ့ကိုကြည့်အောင်ဒါလုံနေဒီကြံရရအော်ဒီမှာတော်လာလေးမောင်ကြားဆောင်ကြံနေရတယ်ဒါမှမနင်ဂျာထားနဲ့ပြောကွာဟာလာဘူးသားဆိုတော့ဒါကိုပြောတာကွာဒါကဟာလာဘူးသားမဟုတ်ဘူးဒါမာလာဘူးသားပါခဏမောင်ကြိုးကြားမာလာဘူးသားဖြစ်သွားပါပြီဟိုမာလာဘူးသားအေးဒီတိုင်းကြီးကျွန်တော်ကြည့်တယ်အများကြီးရမှာချီလာရဘူးစိတ်ရမှာစိတ်မြင်လုံးနေပတ်စံနေညို့လုံးကစိတ်ရတာစံပေမြင့်သွားတာဒီရစပါကြီးကပွင့်ပြီယာအပိတ်တကယ်နေရရင်လိုက်တယ်အားတကပတ်စံနေလောက်ရတာပါတယ်ဒီဘောမဲရရရဘာကြောက်တော့ကျောကလိုက်ကြတယ်ဘူးလို့ရပါငါဘူးလို့ပါလို့ဒီနေမောင်နေဆက်ပြီးပါကလည်းငါဒီတော့ကရကြည့်ဒါမှလည်းဒီမနဲ့လို့ဒီမနဲ့ဘူးလို့လုံးဝမဖြစ်နိုင်ဘူးတော့ကျွန်တော်နောက်တော့ပဲဆော့လိုက်ဒီကနေ့တော့ကျွန်တော်အင်းကြီးနောက်ကျောကနေဖိနိုင်လိုက်ပါတယ်။နော်ဖိနိုင်တာဆိုအားဖြင့်ပတ်ရည်ထဲမှာဆိုရင်ကြီးစမ်းတဲ့အရာမဟုတ်တော့ဘူးခင်ဗျ။တို့အမြဲဒီလိုဖိနေနိုင်ခံနေရတာဆိုရင်လည်းမှန်ပါတယ်ခင်ဗျ။ကဲအားလုံးရဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။ကျွန်တော်လည်းကျေးဇူးပြောတယ်။နောက်ကြည့်တောင်းပြန်လာတော့ဒီလိုရုံးပြမှာကိုရက်သွားပြီ။ဒါတော့မောင်ချိုကြီးရဲ့ဇလန်းနဲ့အလေမှာမောင်ချိုကြီးရဲ့မာရာဘူတာရဲ့ရှိပါတယ်။ဒီနေ့ရောက်ရဲ့အကြောင်းဖြစ်ပါတယ်။ဒီလိုကတော့ဒီလောက်ပါပဲ။မောင်ချိုကြီးအကြောင်းတက်ကြည့်ရင်တော့ဒီလိုနောက်ပြီးမှသင်ပေးပါမယ်။